မကြသေးမီရန်နေငယ်တွင်ဖိလစ်ပိုင်နိုင်ငံသည်စိုးရိမ်ပွဲဇက်တိုက်ငလင်လောက်ခတ်မှုများကိုရင်ဆိုင်ခဲ့ရပါတယ်။2025ခုနှစ်အောက်တိုဘာလ10ရက်နေ့နနက်9:43မိနစ်အချိန်တွင်ပြင်းအား9.4အဆင့်ရှိသောကြီးမားသည့်ငလင်ကြီးတစ်ခုသည်တာဘိုအရှေ့ပိုင်းမာနီကမ်းနဲ့အနီး၌စတင်လောက်ခတ်ခဲ့တာပါ။အဆိုပါငလင်သည်မြောက်နဲ့ကီလိုမီတာ20ခန့်ရှိသောအလွန်အသိမ်သည့်ငလင်ဖြစ်သောကြောင့်လောက်ခတ်မှုမှာအလွန်ပြင်းထန်ခဲ့ပါတယ်။၎င်းသည်ပင်လယ်ကျမ်းပြင်မှစတင်ခဲ့ပြီးတာဘိုစီးပါကွန်ဘာစတေလာတောင်ကြားနှင့်ဂျန်နရယ်ဆန်တိုအထိပြည်နယ်များစွာကိုပျက်စီးစေခဲ့ပါတယ်။နိုင်ပိုင်းထဲမှာပင်ပြင်းအား6.8အဆင့်ရှိသည့်နောက်ထပ်ပြင်းထန်သောငလင်တစ်ခုထပ်မံလောက်ကခဲ့ပြန်ရာ၎င်းသည်ကြီးမားသည့်ငလင်နှစ်ခုဧရိယာတစ်ခုတည်းကိုတရက်တွင်လောက်ကခဲ့သည့်တွေ့ခဲ့ရသောငလင်ဇက်တိုက်လောက်ခတ်မှုတစ်ခုလည်းဖြစ်ပါတယ်။ရှင်းလောက်ခတ်မှုနှစ်ခုကြောင့်မာတီမြို့နှင့်အနီးဝန်းကျင်ဒေသများတွင်ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့ပါတယ်။အဆောက်အအုံများစွာပြိုကျခဲ့သလိုလမ်းများလည်းအကွဲပျက်စီးခဲ့ရပြီးမြေပြိုမှုတွေကြောင့်တောင်ပေါ်ရှိမြို့ရွာများသို့တွားရလမ်းသည်အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။လူခဏဦးအနည်းဆုံးသေဆုံးခဲ့ရပြီးဒါဇင်နဲ့ချီသောလူများဒဏ်ရာရရှိခဲ့ရပါတယ်။အချို့မှာငလင်လှုပ်ခတ်စဉ်သေဆုံးခဲ့ရပြီးအချို့ကတော့မြေပြိုမှုတွေကြောင့်သေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။အောက်တိုဘာလ17ရက်နေ့တွင်ကမ္ဘာမြေကြီးထပ်မံလှုပ်ခတ်ခဲ့ရာပြင်းအား6.1အဆင့်ရှိသောနောက်ဆက်တွဲငလင်တစ်ခုသည်မန်ဒါနာအိုကိုလှုပ်ခတ်ခဲ့ပြီးပျက်စီးမှုများနဲ့ကြောက်ရွံ့မှုများကိုပုံမူမြင်မာစေခဲ့ပါတယ်။ဖိလစ်ပိုင်မီးတောင်ဗေဒနဲ့မြင်းငလင်ဗေဒဌာနနိုင်ငံတကာအေဂျင်စီများကနောက်ဆက်တွဲငလင်ရာပေါင်းများစွာကိုမှတ်တမ်းတင်ခဲ့ကြပါတယ်။၎င်းတို့နဲ့အများစုမှာအဆောက်အအုံများကိုလှုပ်ခါစေခဲ့ပြီးလူများကိုလမ်းမပေါ်သို့ထွက်ပြေးတွေးရှောင်စေရန်လုံလောက်တဲ့ပြင်းအားရှိခဲ့တာလည်းဖြစ်ပါတယ်။ငလင်လှုပ်ခတ်မှုများပြီးဆုံးသွားရန်မျှော်လင့်နေသောအချိန်မှာပင်အော်တိုဘာလ23ရက်နေ့တွင်ပြင်းအား9.9အဆင့်ရှိသောနောက်ထပ်ငလင်တစ်ခုသည်စီဘူးအနီးရှိဗီဇာရဲ့အလဲပိုင်းဒေသကိုထပ်မံလှုပ်ခတ်ခဲ့ပြန်ပါသည်။၎င်းသည်မြေလွှာချက်အကြောင်းအသစ်တစ်ခုမှမဟုတ်ဘဲစက်တင်ဘာလ30ရက်နေ့ကလှုပ်ခတ်ခဲ့သောစီဘူးငလင်၏ပြင်းထန်သောနောက်ဆက်တွဲလှုပ်ခတ်မှုလည်းဖြစ်ခဲ့ပါသည်။ရှင်းလှုပ်ခတ်မှုကြောင့်လူ14ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဘိုကိုဆန်ရမီဂျီယိုနဲ့စွတ်မျိုးများတွင်မြေပြိုမှုများလမ်းအကွယ်မှုများကိုဖြစ်ပေါ်စေပြီးလျှက်စစ်တအားများပြတ်တောက်စေခဲ့ပါတယ်။မြင်းကလင်ဗေဒပညာရှင်များကအင်္ဂလိပ်များ၏ပစိဖိတ်မီးကွင်းတစ်လျှောက်ရှိပြင်းထန်သောမြေလွှာရေရှားမှုများလှုပ်ရှားမှုများ၏အစိပ်ပိုင်းဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။ကမ္ဘာပေါ်တွင်ငလင်အလုံးစုံဒေသများထဲမှတစ်ခုဖြစ်သည့်ဖိလစ်ပိုင်နိုင်ငံသည်မြေလွှာချက်များစွာပေါင်းစုံရာနေရာတွင်တည်ရှိနေတာကြောင့်လည်းဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံအနေဖြင့်ပြင်းထန်သောငလင်နှင့်ဆူနာမီဘေးအန္တရာယ်တွေကိုအမြဲတမ်းရင်ဆိုင်ခံစားနေရခြင်းဖြစ်ပါတယ်။